ထိုင်းနိုင်ငံမှာနိုင်ငံမဲ့ပြည်သူတွေနဲ့တိုင်းရင်းသားလူနည်းစုတွေအတွက်သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။2025ခုနှစ်ဇွန်လ30ရက်တနင်္လာနေ့မှာကြေညာခဲ့တဲ့စီးနီးအသစ်တရက်အရနိုင်ငံမဲ့ပြည်သူအများအပြားဟာထိုင်းနိုင်ငံသားဖြစ်ခွင့်ရတော့မှာဖြစ်ပါတယ်။ဒီအပြောင်းအလဲဟာနိုင်ငံမဲ့ဖြစ်တဲ့နှစ်ရှည်လများနေထိုင်ခဲ့သူတွေကိုအတိအမှတ်ပြုဖို့အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ကိုက်ညီပါတယ်။ဒီစီးမြင့်တဲ့အရ1996ခုနှစ်အထိပြုလုပ်ခဲ့တဲ့တရားဝင်လူဦးရေစစ်တမ်းတွေမှာကိုရေးချက်လက်မှတ်တမ်းတင်ထားတဲ့နိုင်ငံမဲ့မိဘတွေကနေထိုင်းနိုင်ငံမှာမွေးဖွားသူတွေထိုင်းနိုင်ငံသားဖြစ်ခွင့်ရမှာပါ။ဒါအပြင်2005ခုနှစ်ကနေ2011ခုနှစ်အတွင်းမဟာဗျူဟာစစ်တမ်းတွေမှာဖော်ထုတ်ခံရတဲ့နိုင်ငံမဲ့ပြည်သူတွေငိုကင်တိုင်းရင်းသားအဖွဲ့ဝင်တွေလည်းသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီရင်လျှောက်ထားနိုင်ပါတယ်။ပြည်ထောင်စုဝန်ကြီးဌာနဒုတိယအတွင်းဝင်တီရာရက်ဆန်ရက်ဘနီချ်ကဒီစီမင်းဟာတက်တန်းတစ်နှစ်ရှိမယ်လို့ပြောပါတယ်။ဒါဟာထိုင်းနိုင်ငံအနေနဲ့ဒီလိုကိစ္စတွေကိုပထမဆုံးအကြိမ်ထိထိရောက်ရောက်နဲ့အမြန်စွာဖြေရှင်းတာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီစီမင်းအသစ်ဟာထိုင်းနိုင်ငံမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး biometric မှတ်တမ်းတွေအမျိုးသား database မှာပါဝင်ပြီးသားတိုင်းရင်းသားလူနည်းစုတွေကိုရည်ရွယ်တာဖြစ်ပါတယ်။သူတို့ဟာခန့်မှန်းခြေ3,400,000ခန့်ရှိပါတယ်။ဒီစီးမြင့်ဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရွှေ့ပြောင်းလုပ်သားတွေယာယီခိုလုံရာစခန်းတွေမှာနေထိုင်သူတွေဒါမှမဟုတ်နိုင်ငံခြားသား passport ကင်ဆောင်ထားသူတွေနဲ့မသက်ဆိုင်ဘူးဆိုတာသတိပြုဖို့အရေးကြီးပါတယ်။အရေးချင်းပြည့်မီတဲ့သူတွေဟာစံနှုန်းတွေနဲ့ကိုက်ညီပြီးသက်ဆိုင်ရာဌာနတွေကနေတဆင့်လျှောက်လွှာတင်ရပါမယ်။ဘန်ကောက်မှာရှိသူတွေကမှတ်ပုံတင်စီမံခန့်ခွဲရေးဘျူရိုမှာတင်ရမှာဖြစ်ပြီးနယ်တွေမှာရှိသူတွေကတော့သက်ဆိုင်ရာခရိုင်ရုံးတွေမှာလျှောက်ထားနိုင်ပါတယ်။ဒါဟာထိုင်းနိုင်ငံမှာနှစ်ရှည်လများနေထိုင်သူအများပြားရဲ့ဥပဒေရေးရာအခြေအနေကိုဖြေရှင်းဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။